အားလုံးပဲမင်္ဂလာပါခင်ဗျာ channel လေးကနေပြန်လည်ပြီးတော့မှကြိုဆိုပါရခင်ဗျာဒီနေ့ဇလန်လေးရဲ့အစမှာတော့ထထန်းကျောင်းသားဝင်းနူးကစနေ3ခါရှိတဲ့ကောင်မလေးတယောက်နဲ့ချစ်တင်နှောနေတယ်ဆိုပြီးတော့အိမ်မက်မက်လို့နေပါတယ်အဲ့ချိန်မှာပဲအမေဖြစ်တဲ့သူအခန်းထဲဝင်လာပြီးတော့ကျောင်းသားဖို့လာပြီးတော့နှိုးပါတယ်အတွင်းကနေဆိုရှေးပြီးတော့မှအိယာပေါ်မှာလဲနေတဲ့ဝင်းနူးကိုအဝတ်စားမြင်မြင်လဲပြီးတော့ကျောင်းသားဖို့အတွက်ပြောပါတယ်ဒါနဲ့ပဲဝင်းနူးဟာအဝတ်စားတွေဝေပြီးတော့ကျောင်းထက်သွားဖို့လာတဲ့အချိန်မှာဖခင်ဟာသူငယ်ငယ်တုန်းကဝေခဲ့တဲ့ခေါင်းစည်းကိုပေးပြီးတော့ကျောင်းမြောင်းတက်ဖို့တဲ့အင်တာဗျူးမှာဝေပြီးတော့ဖြေဖို့အတွက်ပြောပါတယ်ကျောင်းကိုရောက်လာတဲ့အခါမှာတော့သူ့ရဲ့တငယ်ချင်းဇုံပွင့်ဖိုးရှိတို့နဲ့တွေ့ခဲ့ပြီးဇုံပွင့်ကညကျရင်ဘီယာသွားပြီးတော့တောင်းမဲဆိုပြီးတော့ခေါ်တော့ဝင်းနူးကလိုက်ခဲ့မဲဆိုပြီးပြန်ပြေးခဲ့ပါတယ်။ကျောင်းထဲဝင်လာတဲ့အချိန်မှာတော့ကျောင်းသားတစုကဝင်းနူးရဲ့ဘောင်းမီကိုရေပြွတ်နဲ့ထိုးလိုက်တာကြောင့်စိုးသွားခဲ့ပြီးတငယ်ချင်းဖိုးရှိကတူဝေးဖို့အတွက်ကာတွန်းဘောင်းမီယူလာပေးခဲ့တာကြောင့်ဝင်းနူးဟာအဲ့ဒါကိုလဲပြီးတော့ဝစ်ခဲ့ပါတယ်။ကျောင်းကနေမှထိုင်နေတဲ့အချိန်မှာပဲကျောင်းကအလန်းဆုံးကောင်မလေးကပူတူကဝင်းနူးစီကိုလာနေပါတယ်။သူမလိုက်နိုင်တဲ့ကျောင်းသားတွေကိုအိမ်ကိုလာပြီးတော့ရှင်းပြပေးဖို့အတွက်ဝင်းနူးစီကိုအကူအညီတောင်းတာပါ။ဝင်းနူးကဘာဖြစ်ရမလဲမသိဖြစ်နေတဲ့ချိန်မှာဖိုးရှိကသဘောတူခဲ့တာကြောင့်ပူတူလေးကျင်းနေပြီးတော့ပြန်သွားခဲ့ပါတယ်။အဲ့လိုနဲ့စာသင်တဲ့အချိန်မှာကျောင်းသားတယောက်ကဝင်းနူးရဲ့နာမည်ကိုခေါ်ပြီးတော့အင်တာဗျူးဖြေဖို့အတွက်အလဲကျပြီးဆိုပြီးတော့ပြောပါတယ်။အပြင်ရောက်တဲ့အခါမှာဇုံမင်းကိုတွေ့ရပြီးအင်တာဗျူးရဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။အင်တာဗျူးဖြေရမယ့်အခန်းထဲမှာတော့ဆရာမတယောက်ကစောင့်နေခဲ့တာဖြစ်ပြီးအဲ့ဒီဆရာကစိတ်ခံစားလွယ်တဲ့သူဖြစ်ကဝင်းနူးကိုအင်တာဗျူးနေတဲ့အချိန်မှာပဲသူ့ရဲ့မိမကိုသတိရပြီးတော့ငိုကြွေးလို့နေပါတယ်။အင်တာဗျူးပြီးတာကြောင့်ပဲတိတ်ပံခန်းကိုသွားတဲ့အခါမှာတော့ဇုံမင်းနဲ့ဆုံခဲ့ပြီးဘီယာတူတောက်ဖို့ကိစ္စမလာနိုင်တော့ဘူးလို့ပြောတဲ့အခါမှာဇုံမင်းကဝမ်းနေလို့သွားပါတယ်။ကျောင်းကနေပြန်တဲ့ချိန်မှာတော့ဝင်းနူးဟာပူတူရဲ့အိမ်ကိုသွားပါတယ်။ပူတူကလည်းဝင်းနူးကိုထွက်ကြပြီးအိမ်လေးကိုခေါ်ပါတယ်။အိမ်ထဲရောက်တဲ့အခါမှာတော့ကျောင်းသားကိစ္စမပြောဘဲနဲ့ဝင်းနူးကိုပူတီပုတ်တက်တွေလုပ်နေတယ်လို့ဝင်းနူးကလည်းအနမ်းတွေပေးနေပူတူရဲ့လက်ကဝင်းနူးရဲ့အောက်ပိုင်းမှာအလုပ်တွေများလို့နေပါတယ်။ဝင်းနူးကလည်းအဲ့ဒီလူတွေကြောင့်ပဲမောင်အင်းနိုင်မင်းနဲ့ရေပန်းလွတ်မိခဲ့တယ်လို့အဲ့ဒီချိန်မှာပဲသူဟာအိယာပေါ်မှာအမေဖြစ်သူကလာနိုးနေတာကြောင့်ပြန်နိုးလို့လာရပြန်ပါတယ်။အတွင်းကလည်းဆိုရှယ်လို့နေပြီးအမေဖြစ်သူကကျောင်းသားဖို့အတွက်အမြန်အဝေးလဲဖို့ဆိုပြန်ပါတယ်။အဝေးလဲပြီးတော့အောက်ကိုဆင်းလာတဲ့အခါမှာအဖေဖြစ်တဲ့သူကစကားပြောပြီးတော့ခေါင်းစည်းတစ်ခုပေးပါတယ်။ကျောင်းလာတဲ့ချိန်မှာလည်းတငယ်ချင်းနှစ်ယောက်နဲ့တွေ့ပြီးတော့ဇုံမင်းကဘီယာတော့ဖို့ခေါ်နေပါတယ်။ကျောင်းနဲ့လာတဲ့ချိန်မှာလည်းကျောင်းသားအုပ်စုကရေပြိုးနဲ့ထိုးပါတယ်။ဘောင်းမီကဆိုးသွားခဲ့ပါတယ်။ဖြစ်ပျက်နေတဲ့ကိစ္စတွေကအရင်တုန်းကအိမ်မက်ထဲကအတိုင်းပဲတူမတင်းဖြစ်နေခဲ့တာကြောင့်ဝင်းနူးဟာစိတ်တွေရှုပ်နေပါတယ်။စာတင်တဲ့အချိန်မှာတော့အင်တာဗျူးတွေလာခေါ်တာကြောင့်ထသွားရပြန်ပါတယ်။ဒီကမှလည်းဇုံဝင်းနဲ့တွေ့ရပြီးအင်တာဗျူးကိစ္စတွေကိုပြောနေခဲ့ပါသေးတယ်။အင်တာဗျူးတဲ့အခန်းထဲမှာလည်းဆရာကအရင်ကအတိုင်းပဲမိခိုးနေမိပြီးတော့သူမိမအကြောင်းပြောကငိုနေပြန်ပါတယ်။အခန်းထဲကထွက်လာတဲ့အခါမှာတော့ဖိုးရှိတို့နဲ့စကားမပြောတော့ဘဲနဲ့ကျောင်းစည်းကမ်းကိုပြေးသွားခဲ့ပါတယ်။လမ်းမှာပူတူနဲ့တိုးပြီးတော့အိမ်ကိုလာပြီးစာလေးရှင်းပြဖို့တောင်းဆိုပါတယ်။ဝင်းနူးကလည်းလာခဲ့မယ်လို့ပြောပြီးတော့ကျောင်းစည်းကမ်းကိုဆက်ပြီးတော့သွားပါတယ်။စည်းကမ်းရောက်တဲ့အခါမှာသူဟာထင်အောင်ထင်မှားဖြစ်နေတဲ့လက္ခဏာတွေရှိနေကြောင်းပြောပြီးတော့သူနာပြုကိုစစ်ဆေးခိုင်းပါတယ်။သူနာပြုကဝင်းနူးကိုစစ်ဆေးပြီးတော့မှဘာယောဂမှမရှိတဲ့ကြောင်းပြန်ပြီးတော့ပြောပါတယ်။ဝင်းနူးကအဲ့ဒီဖြေကိုမကျင်နေတာကြောင့်ဖိုးရွှေနဲ့တူတူဆေးဆိုင်ကိုသွားပြီးတော့စိတ်ငြိမ်စေးတွေသွားပြီးတော့တောက်ပါတယ်။အဲနောက်မှာစာရှင်းပြဖို့တဲ့ပူတူရဲ့အိမ်ကိုရောက်တော့ပူတူကစာမမီးပဲနဲ့အရင်တစ်ခေါက်ကလိုပဲလုံနေပြန်ပါတယ်။ဝင်းနူးလည်းရေပန်းမလွတ်ရအောင်ဆိုပြီးတော့အောင်အီးပြီးတော့ပြင်းပေါက်ကိုကြည့်လိုက်တော့သူတို့ကိုချောင်းပြီးကြည့်နေတဲ့ပူတူရဲ့တငယ်ချင်းမင်းမရှာတယောက်ကိုတွေ့ရပြီးအဲနောက်မှာတော့ဘလုံးမမောင်အီးနိုင်မင်းနဲ့ရေပန်းလွတ်မိခဲ့ပြန်ပါတယ်။ဒီကမှလည်းအတွင်းကန်ဆိုဆိုနဲ့ဝင်းနူးဟာအိပ်ရာတဲ့ရောက်နေပြန်ပါတယ်။အမေပြတဲ့လူကလာနိုးခဲ့ပြီးတော့အဖေဟာခေါင်းကြီးကိုပေးပြန်ပါတယ်။ကျောင်းကိုသွားတဲ့တငယ်ချင်းတွေနဲ့တွေ့တယ်။ရေပြွန်းနဲ့အပြစ်ခင်ရတယ်။ဘောင်းမီဆိုတဲ့ပူတူနဲ့တွေ့တယ်။စာတင်နဲ့အင်တာဗျူးဖြစ်တယ်။အကုန်လုံးကအရင်ကအတိုင်းပါပဲ။ပူတူရဲ့အိမ်မှာရေပန်းလွတ်တာကလည်းထပ်ပြီးတော့ဖြစ်ပြန်ပါတယ်။အဲနောက်မှာတော့အိပ်ရာထဲမှာပြန်လို့ပြန်ပါတယ်။ဒီကမှတော့တငယ်ချင်းဖိုးရှိစီကိုပြေးလာခဲ့ပါတယ်။အဲဒီချိန်မှာတော့ဖိုးရှိကလည်းကျောင်းကခလန်းလန်းကောင်မလေးတောင်နဲ့ကြီးနူးလို့နေပြီးတော့သူတို့ကိစ္စပြီးသွားတဲ့အချိန်မှာဝင်းနူးဟာသူရေပန်းလွတ်လိုက်တဲ့မှာအိပ်ရာတွေကိုပြန်ရောက်တဲ့ကိစ္စပြောလိုက်တော့မယုံကြည်ဖြစ်နေခဲ့ပါတယ်။အနားမှာရှိတဲ့ကောင်မလေးကလည်းမယုံတဲ့အတွက်ဝင်းနူးနဲ့အဖိုးရှိတို့ကိုလက်တိုင်းကျင်ခိုင်းပြန်ပါတယ်။ဒါကြောင့်မင်းနှစ်ယောက်သားအပြိုင်ဆိုင်တန်းချင်းချရင်းနဲ့ပဲဝင်းနူးဟာရေပန်းလွတ်သွားတဲ့အခါမှာအိပ်ရာတွေပြန်ရောက်သွားခဲ့ပါတယ်